မင်းကလေးဟာအလုံးနောက်ကြတော့မဲ့အခြေအနေဖြစ်နေလို့အလောတကြီးနဲ့ချီဝအတွက်သာတီးတန့်အသုံးပြုတဲ့တက်လေကားကိုတိတ်တဆိတ်စီးဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့တက်လေကားတကားဖွင့်လိုက်တဲ့အချိန်မှာတော့ကုမ္ပဏီရဲ့စီအိုအသစ်နဲ့တိတ်တုံးမိသွားတယ်သူမအံ့ဩသွားခဲ့တယ်စီအိုအသစ်ဆိုတာသူမနဲ့လှုပ်ဝက်လက်ထပ်ထားတဲ့ခင်မုန်းဖြစ်နေမယ်လို့လုံးဝမထင်ထားခဲ့ဘူးသူမအေးခဲတယ်လို့ရက်နေချင်းစီအိုကအေးအေးဆေးဆေးနဲ့မဝင်တော့ဘူးလားလို့မေးလိုက်တယ်သတိပြန်ဝင်လာတဲ့မင်းကလေးကအာယုံရှုပ်ထွေးနေတဲ့စိတ်နဲ့တက်လေကားထဲဝင်လိုက်တယ်လုပ်ပေါ်ကိုင်ဘက်တွေမသိစေချင်တာကြောင့်စီအိုကိုမသိတယ်လို့ဟန်ဆောင်နေရတယ်အဲ့ဒီအချိန်မှာစီအိုရဲ့လက်ထောက်ကသူမကဝန်ထမ်းအသစ်ဖြစ်လို့ကုမ္ပဏီစည်းကမ်းကိုမသိသေးတာပါလို့အမြန်ရှင်းပြလိုက်တယ်ဒါပေမဲ့စီအိုကစိတ်မဆိုးတဲ့အပြင်သူမရဲ့ရုံးခန်းရှိတဲ့အထက်ကိုယ်တိုင်နှိပ်ပေးလိုက်တယ်ရုံးကိုရောက်ပြီးစိတ်လှုပ်ရှားနေတဲ့မင်းကလေးကသူမရဲ့စပွဲမှာထိုင်နေတုန်းစီအိုကတက်တက်လျှောက်လာပြီးလူအများရှိမှာပဲဒီညစာအတူစားရအောင်လို့ဖိတ်ခေါ်လိုက်တယ်ညအိပ်ဖို့ပြင်ဆင်နေချိန်စီအိုကသူမရဲ့မျက်နှာဟာပုံမှန်မဟုတ်ပဲနီးရဲနေတာကိုသတိထားမိသွားတယ်မျက်နှာကဘာဖြစ်နေတာလဲလို့မေးတော့သူမကဘာမှမဖြစ်ပါဘူးလို့အေးဆေးပြန်ဖြေလိုက်တယ်ဒါပေမဲ့စီအိုကစိတ်မချနိုင်တာကြောင့်သူမကိုချက်ချင်းဆေးရုံခေါ်သွားခဲ့တယ်ဆေးစစ်ပြီးနောက်မှာတော့အကြောင်းရင်းအမှန်ကိုသိလိုက်ရတယ်သူမကလောလောဆယ်ကိုဝင်မလို့ခြင်းသေးလို့ဟော်မုန်းထိန်းဆေးကိုကိုယ့်သဘောနဲ့တောက်ခဲ့တာဖြစ်ပြီးအဲ့ဒီဆေးကြောင့်ဓာတ်မတည့်တဲ့လက္ခဏာတွေဖြစ်ပေါ်လာခဲ့တာပါဒီအကြောင်းကိုကြားလိုက်ရတဲ့စီအိုကဒေါသထွက်သွားပြီးသူမလက်ထဲကဆေးအိတ်ကိုဆွဲယူကရှေ့ကနေတိတ်တဆိတ်လျှောက်သွားလိုက်တယ်သူဒေါသထွက်တာကသူမကကိုကျမ်းမာရေးကိုဂရုမစိုက်လုံးလို့ပဲဖြစ်တယ်အိမ်ပြန်ဖို့လမ်းမှာတော့ကားကရုတ်တရက်ပြတ်သွားခဲ့တယ်မင်းကလေးကအခုဘယ်လိုလုပ်ကြမလဲလို့မေးတော့စီအိုကစိတ်တုန်နေသေးတာကြောင့်ဘာမှမပြောဘဲကားတကားဖွင့်ပြီးတယောက်တည်းလမ်းလျှောက်ထွက်သွားလိုက်တယ်သူမလည်းအမြန်လိုက်သွားပေမဲ့စီအိုကလှည့်တောင်မကြည့်ဘူးဒါနဲ့သူမကမကျေနပ်တယ်လို့ဟန်ဆောင်ပြီးလမ်းဘေးမှာထိုင်ချလိုက်တယ်ရှေ့ကရှောက်နေတဲ့စီအိုကသူမရဲ့တောက်ဖက်နဲ့တန်မကြားတော့တာကြောင့်နောက်ကိုချက်ချင်းလှည့်ကြည့်လိုက်တယ်လမ်းဘေးမှာမျက်နှာဖောင်းဖောင်းနဲ့ထိုင်နေတဲ့သူမကိုမြင်လိုက်တဲ့အခါစိတ်ပျော်သွားပြီးပြန်လျှောက်လာတယ်ပြီးတော့စကားတော်မပြောဘဲသူမကိုကြောပေါ်တင်ပေးလိုက်တယ်အဲ့ဒီအခိုက်အတန့်မှာတော့မင်းကလေးဟာသူမရဲ့အသစ်ဆက်ဆက်ခင်ပွန်းကအပြင်ပန်းအေးဆက်ပေမဲ့တကယ်တော့အရန်ကယူဆိုင်တတ်တဲ့လူတစ်ယောက်ပါလားဆိုတာကိုစတင်ခန်းစားမိသွားခဲ့တယ်